အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းပြပေးသွားမယ့်အကြောင်းအရာလေးကတော့တိတ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်နေ့စဉ်လမ်းဘေးဆေးဆိုင်လေးတွေမှာတွေ့နေရတဲ့စိုင်းဖို့လေးတွေနောက်ွယ်ကစီးပွားရေးပညာသဘောတရားတွေကိုအတူတူဖော်ထုတ်ကြည့်ကြရအောင် ဆိုင်ရှိတွေမှာချိထားတဲ့အချင်းမယောင်းမှာတဝက်ပေးစနစ်လာပေးစနစ်ဆိုတဲ့စာတန်းလေးတွေကိုအာနိုမက်တရီထားမိကြမှာပါဒီလိုရိုးရှင်းတဲ့စာတန်းလေးတွေကကြီးမားကျယ်ပြန့်တဲ့ economist သဘောတရားတွေနဲ့ဘယ်လိုများချိတ်ဆက်နေမလဲတကယ်တော့ဒါတွေကရှုပ်ထွေးတဲ့စီးပွားရေးစနစ်ကြီးကိုနားလည်ဖို့အဓိကတော့ချက်တီဖြစ်နေပါတယ်ဘယ်လိုဆက်ဆက်နေလဲဆိုတော့ကိုစူးစမ်းကြည့်လိုက်ကြအောင် အပိုင်းတဲ့အနေနဲ့ဒီလမ်းဘေးဆိုင်ဖို့လေးတွေကတကယ်စီးပွားရေးလှုပ်ဆောင်ရတဲ့အဖြစ်ပြီးလို့အသက်ဝင်လာတယ်လဲဆိုတာကိုအရင်ဆုံးကြည့်ကြမယ်ပထမဆုံးအကျွေးမရောက်မှဆိုတဲ့စာတန်းလေးကိုကြည့်အောင်စိုက်ရှင်တွေကအကျွေးဆုံးမှကြောက်လို့တက်ပဲဒီလိုရေးထားတာမဟုတ်ပါဘူးတကယ်စီးပွားရေးသဘောတရားအရာဆိုရင်သူတို့ရဲ့ငွေကြေးလဲပတ်မှုပြောရရင် cash flow ကိုကောက်ွယ်လိုက်တာပါငွေမြန်မြန်လဲမှပစ္စည်းအသစ်တွေထောက်ဝယ်နိုင်မယ်ဒါမှသာရောင်းလို့အားလို့ခေါ်တဲ့ supply ကိုတည်ငြိမ်အောင်ထိန်းထားနိုင်မှာဖြစ်ပါတယ်ဒါက supply ကိုအတိအကျကောက်ွယ်လိုက်တဲ့နည်းလမ်းတစ်ခုပါပဲနောက်တစ်ခုကပစ္စည်းရောက်ငွေချေစနစ်ပါအထူးသဖြင့် online ဆေးဝယ်တဲ့အခါအရန်သုံးကြတယ်ဆိုတာအလုံးအသိပါပဲဒီစနစ်ကဘာကိုလုပ်ပြီးလဲဆိုတော့ဝယ်မဲ့သူတွေရဲ့စိုးရိမ်စိတ်ကိုဖယ်ရှားပြီးယုံကြည်မှုကိုအပြည့်အဝတည်ဆောက်ပေးလိုက်တာပါပစ္စည်းရောက်မှငွေပေးရမယ်ဆိုတော့ယုံကြည်မှုရှိရှိနဲ့ပိုဝယ်ရဲလာကြတယ်အကျိုးဆက်အနေနဲ့ဝယ်လို့အားတနည်းအားဖြင့်ဒမန်ကိုတိတိတသားတက်လာစေပါတယ်ဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတာကဒဝက်ပေးစနစ်ပါစဉ်းစားကြည့်ပါလူတိုင်းမှာပစ္စည်းတစ်ခုဝယ်ဖို့ငွေပြည့်စုံချက်ချင်းလက်ငင်းအစင်သစ်မရှိတတ်ကြပါဘူးဒီတော့ဒီစနစ်ကငွေပြည့်မရှိသေးတဲ့သူတွေကိုပါစိတ်ကွက်ထဲဝင်လာနိုင်အောင်တကားဖွင့်ပေးလိုက်တာပါပဲဝန်နိုင်တဲ့သူတွေစိတ်ကွက်ထဲပိုများလာတဲ့အတွက်ဒီမန်ကအလိုရောက်ထပ်ပြီးမြင့်တက်လာပါတယ်ကဲလာပြီးစနစ်ကိုစက်ကြည့်ကြမယ်ဒါကတော့ဝယ်လိုအားကိုအကြီးအကျယ်တွန်းတင်ပေးလိုက်တဲ့အင်ဂျင်ကြီးတစ်ခုလိုတောင်တင်စားလို့ရပါတယ်ပရိမာများတဲ့ကုန်ကြစိတ်ကိုလက်ဆင်နည်းနည်းချင်းစီခွဲသွင်းခွင့်ပေးလိုက်တဲ့အခါဝယ်သွေးတဲ့အတွက်ဝင်ပေါ့သွားပြီးဝယ်နိုင်စွမ်းတွေအယမ်းကိုမြင့်တက်လာပါတယ်အဲ့ဒီခါမှာဈေးကွက်ထက်ကဒမန်ဟာအမခန်းကိုခုန်တက်သွားတော့တာပါပဲအပိုင်းနှစ်အနေနဲ့ဒီလိုရောင်းလို့အားနဲ့ဝယ်လို့အားတွေတွေ့ဆုံကြတဲ့နေရာဈေးကွက်မျှတာချင်းအကြောင်းကိုဆက်ထွားကြပါမယ်ပိုပြီးမြင်သာသွားအောင်ဥပမာကင်းကနန်းလေးတစ်ခုနဲ့ကြည့်ရအောင်100ဆိုတဲ့ကနန်းလေးကိုအခြေခံပြီးတွေးကြည့်ကြမယ်ဒီနေရာမှာ100ဆိုတာကပစ္စည်းဝယ်ချင်နေတဲ့လူအရွယ်အတွက်ဖြစ်နိုင်တယ်လို့စိုက်မှာအသင့်ရောင်းဖို့ရှိနေတဲ့ပစ္စည်းအရွယ်အတွက်လည်းဖြစ်နိုင်ပါတယ်အခြေအနေကဒီလိုပါဝယ်ချင်နေတဲ့လူ100ရှိတယ်ပြောရရင် demand ပေါ့စိုက်မှာလည်းရောင်းစရာပစ္စည်း100အတိအကျရှိနေတယ်ဒါက supply ပေါ့လူ100ကပစ္စည်း100ကိုကွက်တိဝယ်ချင်နေတာဖြစ်တဲ့အတွက်ဒါဟာဝယ်သူရောရောင်းသူပါအားလုံးစင်ပြေချော်မွေနေတဲ့အပြည့်စုံတဲ့အချိုးအညီဆုံးအနေအထားတစ်ခုပါပဲဒီလိုမျိုးရောင်းလို့အားနဲ့ဝယ်လို့အားအတိအကျညီမျှနေတဲ့အခြေအနေကိုစီးပွားရေးပညာရဲ့မှာ market equilibrium လို့ခေါ်ပါတယ်ဈေးကွက်ညတာအချင်းပေါ့ graph လေးမှာကြည့်လိုက်ရင် supply နဲ့ demand တို့ထက်ကွက်တဲ့အ level ကိုစုံမလီ E ဟာအတိအကျကို equilibrium point ဖြစ်ပါတယ်ဒီအမှတ်မှာဆိုရင်ဈေးနှုန်းကလည်းတည်ငြိမ်နေပြီးဈေးကွက်တစ်ခုလုံးကဟန်ချက်ညီနေပါတယ်ဒါပေမဲ့ဈေးကွက်ဆိုတာအမြဲတမ်းတော့ညီမနေပါဘူးအပိုင်း3အနေနဲ့ဝယ်လိုအားရုတ်တရက်မြင့်တက်လာတဲ့အခါဟန်ချက်ပြတ်သွားပုံကိုလေ့လာကြည့်ကြရအောင်ရုတ်တဲ့ဆိုသလိုဝယ်ချင်တဲ့သူအရေးအတွက်ကလူ200အထိနှစ်ခုတက်သွားတယ်လို့စဉ်းစားကြည့်ပါဒါပေမဲ့ဆိုင်မာကရောင်းစရာပစ္စည်းကြရပဲကြံတော့တယ် graph ပေါ်မှာဆိုရင် demand မြင့်ကအပေါ်ကိုရုတ်တရက်ရွေ့သွားတဲ့သဘောပါပဲဆိုင်ရှင်မှာ supply ကအကန့်အသတ်နဲ့ပဲရှိနေချိန်မှာ demand ကအရန်များနေတဲ့အခြေအနေဖြစ်သွားပါပြီဒီလိုမျိုးဝယ်လိုအားကရောင်းလိုအားချက်ကျော်လွန်သွားတဲ့အခါဘာဖြစ်လာမလဲပစ္စည်းရှာပါမှုချက်ချင်းဖြစ်လာပါတယ်ပစ္စည်းရှာလာတာနဲ့အမျှဝယ်ကြည့်တဲ့သူတွေကလူချင်းလွန်အားကြီးလို့ဈေးပိုပေးပြီးဝယ်ဖို့ဝင်မလေးကြတော့ပါဘူးဒီတော့အလိုလိုနေရင်းဈေးနှုန်းတွေမြင့်တက်လာပါတယ်ဒါဟာစီးပွားရေးပညာရဲ့အခြေခံအကြောင်းဆုံးတဘာဝတရားတစ်ခုကိုလက်တွေ့မြင်လိုက်ရတာပါပဲကဲဒီလောက်ဆိုရင်ကျွန်တော်တို့နေ့စဉ်ဖြတ်သင်းသွားလာတာနေတဲ့သုံးဝင်းစဉ်ကတာမန်ဆိုင်းဘုတ်လေးတွေကစီးပွားရေးအင်အားစုတွေကိုလူဝက်စွာဘယ်လိုများလွှမ်းမိုးနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့သွားကြလောက်ပါပြီဒါဆိုရင်စဉ်းစားကြည့်စရာတစ်ခုရှိလာပါတယ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာတွေ့နေရတဲ့တခြားဘယ်လိုလမ်းမေးဆိုင်းဘုတ်တွေဘယ်လိုစီးမင်းတွေကတော့စီးပွားရေးပညာသဘောတရားတွေနဲ့ဖုံးကွယ်ဆက်ဆက်နေအောင်မလမ်းနောက်တစ်ခါလမ်းလျှောက်ထွက်တဲ့အခါအဲ့ဒါလေးတွေကိုလိုက်ပြီးစူးစမ်းလေ့လာကြည့်ကြမအောင်လို့တိုက်တွန်းရင်ဒီအကြောင်းအရာလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်